Bitcoin 1000နဲ့ Visa နှစ်ချက်ဝယ်ခဲ့တဲ့သူ ဒီလူကတော့ Bitcoin တွေကိုအလကားမိုင်းနေလို့ရတာလွယ်တယ်လို့ထင်ခဲ့ပြီးစုစုပေါင်း Bitcoin 1000နီးပါးကို Visa အတွက်သုံးခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်စဉ်က2010ခုနှစ်မေလမှာဖြစ်ခဲ့ပြီးအဲ့ဒီတုန်းက Bitcoin ဆိုတာဘာမှန်းလူတွေသိမသိကြသေးတဲ့အချိန်ဆိုတော့ Lazlo ဆိုတဲ့ programmer တယောက်က Bitcoin 1000 BTC နဲ့ Visa နှစ်ချက်ဝယ်ဖို့ online ကနေလှမ်းมาခဲ့ပါတယ်။သူ့အတွက် game ငွေကြေးလိုပဲထင်ခဲ့တာကြောင့်လည်းပါပါတယ်။အဲ့ဒီတုန်းက Bitcoin 1000ဟာဒေါ်လာ41ပဲတန်ပါတယ်။အခုဆိုရင်ဒေါ်လာတန်900တန်မိုးကျော်ရှိပြီးအကုန်လုံးဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။သူ Visa ဝယ်ယူခဲ့တဲ့မေ22ကိုလည်း Bitcoin Visa Day ဆိုပြီးတရားဝင်သတ်မှတ်ထားပါသေးတယ်။သူ့အနေနဲ့အခုချိန်1 Bitcoin ဒေါ်လာ95,500နီးပါးဖြစ်နေတော့မီလီယံနာဖြစ်မဲ့အခွင့်အရေးဆုံးရှုံးခဲ့ပေမဲ့သူကတော့မိသားစုနဲ့ပျော်ရွှင်စွာဖြတ်သန်းနေပြီး Bitcoin ကိုအသုံးပြုနိုင်ခဲ့လို့ကျေနပ်ကြောင်းပြောသွားပါသေးတယ်။ပရိသတ်တို့ရဲ့အတွေးကိုလည်း comment မှာပြောခဲ့ဦးနော်။အခုလို crypto news တွေကိုသိရှိနိုင်မှု follow လုပ်ထားဖို့မမေ့နဲ့နော်။ In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ